ရွေနီးကတ်ဆိုငါလည်းရွေနီးကတ်နေရဟော哎呦我的妈！ဖြည်းဖြည်းရှောင်တော့နောက်တစ်ခါအဲ့လိုအမေတို့ပြောတယ်အလုပ်တွေအများမလုပ်ပါနဲ့လို့ပြောနေ လေငါတို့ကမလုပ်တော့နေတို့ကလုပ်နေလို့လား အော်အမေရဲ့ပြီးရင်ချိန်တန်သူ့ဘက်သူပြီးသွားမှာပဲဟာအခုဆရာဝန်မှာလိုက်တယ်နော်ပြီးလိုက်တဲ့ဆေးတွေတခြားတောက်တယ်ပြီးရင်ရင်သွေးအိတ်လည်းကတ်လို့ပြီ ငါမှရွေနီးအိတ်တော့ရတယ်ဘာမှမဖြစ်ဘူးရွေနီးအိတ်လေးကတ်ရင်ကောင်းမယ်ဆရာဝန်ပြောသူရွေနီးအိတ်မှမရှိတော့ငါမှဘယ်လိုလုပ်ရမလဲအော်တိပြီနိုင်လိုက်တာရဲ့မလီငါအယိုးစစ်တွေလဲဟဲ့အသက်ကြီးတော့ကုန်ပါပြီမေဘာလုပ်နေရလဲအဲ့ဒါရွေနီးကတ်ဆိုငါလည်းရွေနီးကတ်နေရဟော哎呦我的妈！အမေရဲ့လောက်တပူအမလေးအလေးအပူတွေပါတော့လောင်တော့မှာပဲဆရာဝန်ကရင်သွေးကတ်ဆိုတာရင်သွေးအိတ်ကလေးကိုဒူးလေးမှာကတ်ခိုင်းတာ ငါမှရွေနီးမှမရှိတာအဲ့တော့ရှိတဲ့အိတ်ကိုကတ်ရတာပေါ့အဲ့အမေကတမီးကိုမပြောဝယ်ပေးမှာပေါ့ရင်သွေးအိတ်မရှိရင်ပေးမယ်ခဏစော သူတို့ကဘာကိုအားကိုရတာကြာနေရပဲငါကမွေးထားပြီးသူတို့ကဖုန်းကလုံးနေနဲ့တနေရငါ့ကိုနည်းနည်းမှဂယူးဆိုင်တာလည်းမဟုတ်ငါ့ကိုနည်းနည်းမှဂယူးဆိုင်တာလည်းမဟုတ်အမေထဒီမှာအမေရင်သွေးကတ်ဖို့လို့ရင်သွေးအိတ်သွားဝယ်ရအခုရလာပြီဒီမှာပြရမယ်ထ အနေစင်သူတို့ကအားကိုရတယ်လုံးလုံး အခုပါလေမင်းအခုတော့ပြောနေတယ်ဒီမှာရင်သွေးအိတ်လေးသွားဝယ်လာခဲ့တယ်ဒီမှာ ပြန်ဟဲ့ချစ်စရာလေးနဲ့ဟာနုဖက်ဤရဲ့နေဒီမှာအမေမဲမကြိုက်လို့ရှိရင်အညူရောင်လေးလည်းရှိရအားကြိုက်တဲ့ရောင်လေးတော့ခုလောဆယ်အမေကိုဘယ်လိုတောင်းရမလဲပြရမလို့နော်အရင်ဆုံးဒီမှာဒီကဟာလေးကိုဖွင့်လိုက်ဒီမှာအမေတို့ရင်သွေးတက်ဘူးကြီးပဲတစ်ခါတည်းသဲလာတာတစ်ခါတည်းလုတ်ပြီးမလို့နော်ပြောနေဆိုနေတစ်ခါတည်းဘာမှမလုပ်ပေးတဲ့အတိုင်းပဲသားသမီးကြီးပြောလိုက်တာဆိုတာ မလေးညီတို့က10ခွေးမှာတကွေးအားကိုရတာပါတော့ ရင်သွေးကိုဝါကလေးပါကိုခဏချက်ပြီးတော့ရင်သွေးလေးထည့်လိုက်မယ်ရပြီဒီမှာအမေဒူးနိုင်တဲ့နေရာလေးကတ် ဟောသေးတတ်တာလားရဟိုကတ်တော့လှုပ်ရှိတယ် သွားငါဘာငါလုံမယ်